သွားတဲ့လမ်းဘေးမှာကြက်ဆိုင်ခင်းတွေမှာအများကြီးပဲနော်။နေရောစာလည်းအရန်ကောင်းပုံရတယ် ဟုတ်တယ်တငယ်ချင်းခေါင်းနိုင်ရွာဖြက်နေရွာတန်းအောင်ရွာတို့ဒီလမ်းတိုင်းမောင်းရောက်တယ်လေဆက်မောင်းသွားရင်တော့ရွှေအင်းနေစီတူရောက်မှာပေါ့အင်းလေးကအနောက်ဖက်ချမ်းမှာတရှိရလေစိုက်ပျိုးရေးမြေအေးရအများကြီးရှိတဲ့အပိုင်းပေါ့တကယ်ဆိုရင်အင်းလေးကန်ဒေတာအဓိကစိုက်ပျိုးရေးနဲ့တပ်မှုဝန်ချပြရလေဆန်စပါးတို့ပြောင်းတို့ပဲတို့ကျန်းထွက်လာတဲ့ကြက်နက်ကတခြားရဲ့ပြီးတော့မြေပဲကျက်သွန်ဖြူပန်းနန်းခင်းချင်ဒီစားတဲ့မြို့ချောင်တီးနယ်တွေလည်းအများကြီးထွက်တဲ့ဒေတာလေ ။ငါငယ်ရဆိုလို့ရှိရင်လေအင်းလေးကန်လို့ပြောလိုက်တာနဲ့ရေပေါ်မှာအုပ်ဆောင်တဲ့ငါဖက်တဲ့ပုံလေးတွေပဲတတိထားမိရလေ။အဲအကြောင်းမလို့အင်းလေးကန်ကလူတွေကငါဖက်တဲ့လုပ်ငန်းနဲ့ပဲအထူးကအသက်မွေးရဲလို့ထင်ထားကြတာ ဟုတ်တယ်အင်းလေးကန်ကိုတေချာမြောက်ဖူးသေးဘူးဆိုရင်တော့အင်းလေးကန်ဆိုတာလေပေါ်မှာမတ်တရက်ပြီးခြေထောက်နဲ့လီလော်ကြတယ်ရေထဲမှာအင်းလေးတွေတိဆောက်ကြတယ်ခင်းချင်ဒီစိုက်ခင်းတွေကိုကျွန်းမောပေါ်မှာစိုက်ကြတယ်ဆိုတော့ဒီလောက်ပဲသိကြရလေ။နေကြတဲ့အင်းသားလူမျိုးတွေကတကယ်ကိုကြီးမားတဲ့စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကြတယ်လက်မှုလုပ်ငန်းတွေအများကြီးလုပ်ကြတယ်သူတို့ရွေးရရင်ချင်းမှုကိုထိမ့်သိမ့်နေကြတဲ့လူမျိုးတွေလေ ။ခေါင်းနိုင်ရမှာဆိုလို့ရှိရင်အရင်ကခေါင်းနိုင်လူကြီးစကန်ဆိုပြီးတော့လူသိများခဲ့ကြတာနော် ခေါင်းနိုင်ရွာကတော့အင်းလေးကန်ရဲ့အနောက်မြောက်ဖက်ကမ်းခြေမှာတည်ရှိတဲ့ရွာကြီးပေါ့ခေါင်းနိုင်ရွာမှာအိမ်နမှုလုပ်ငန်းပြင်မှုလုပ်ငန်းတွေအများကြီးရှိလို့နေမယ်ကြီးရလေရှမ်းပဲပုတ်လုပ်ငန်းတို့တူဘူးချလုပ်ငန်းတောင်ကြီးပဲလော်မုံကောင်အောင်စံနဲ့လှုပ်ထားတဲ့မှုမျိုးစုံတို့လုပ်ငန်းပေါင်း10ခုကျော်လောက်ရှိရလေခေါင်းနိုင်ကစံနဲ့ပြုလုပ်ထားတဲ့မှုအချိုတွေကိုအင်းလေးကန်ကထွက်တဲ့ဆန်ရဲ့အင်းလေးကန်ကပဲထွက်တဲ့ကြံတကာရနဲ့ပြုလုပ်ထားရလေခေါင်းနိုင်ရွာအပြင်မှာရှမ်းရွာစီဒီပုံစံနဲ့ပြုလုပ်ထားတဲ့စီတွေလည်းရှိသေးတယ်လေ